အားမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့လက်ရှိမြန်မာနိုင်ငံနေဂျပန်ကိုအလုပ်ဗီဇာနဲ့လာပြီးတော့ဗောနော်ဂျပန်မှာအလုပ်လုပ်နေတဲ့ GMPT N2 level ကိုလည်းအမှတ်189အမှတ်ပြည့်နေပါနဲ့ဗောနော်အောင်ထားတဲ့အမကြီးကို interview လုပ်ရင်းနဲ့အလုပ်လုပ်နေနဲ့ဂျပန်စာနဲ့အလုပ်ကို global balance ဖြစ်အောင်လုပ်လေပြီးလို့ရှိရင်ဂျပန်မှာအလုပ်ရတဲ့အလုပ်တွေးကြုံအဲ့ဒါလေးတွေကိုအားလုံးပဲသိရအောင်ဝေမျှပေးသွားမှာဖြစ်ပါတယ်အမမင်္ဂလာပါမင်္ဂလာပါအရင်ဆုံးပထမဆုံးအမကိုမိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရှင်အမနာမည်ကတော့ဤတူအောင်ပါအမက2019ဘောနော်ကိုဗစ်ပြီးတော့မှအမဂျပန်စာလေ့လာဖြစ်တယ်2024 8လပိုင်းတော့မှအမဂျပန်ကိုရောက်လာတယ်ပြီးတော့အခုကတော့အန်တူပြီးတော့အမအန်ဝမ်လေ့လာနေတယ်ဘောနော်ပြီးတော့အခုဒီဂျပန်ကဟိုတယ်တစ်ခုမှာအမ housekeeping လုပ်နေပါတယ်ဟုတ်ကဲ့အဲ့တော့ဒီအလုပ်တစ်ဖက်နဲ့ပေါ့နော်ဂျပန်စာလေ့လာဖို့ဆိုတာနည်းနည်းခက်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုတော့ကိုအချင်းဂျပန်စာပဲလုပ်ဖို့အချင်းရှိရဆိုပေမဲ့ဒီဂျပန်ကိုရောက်လာပြီးနောက်ပိုင်းမှာဂျပန်စာလုပ်ဖို့အချင်းကနည်းနည်းနည်းသွားတယ်ပေါ့နော်အဲ့တော့အမအလုပ်နဲ့ဂျပန်စာနဲ့ကိုဘယ်လို balance ပြအောင်လုပ်လဲအမရဲ့အလုပ်ချိန်နေနဲ့ဒီဂျပန်စာလုပ်တဲ့အချိန်လေးကိုဘယ်လိုခွဲခြားလဲတိကျလောက်ပြပြပါအမရဲ့အလုပ်ချိန်ကကြတော့ဒီနေ့ကို8နာရီပေါ့နော်အမကဒါပေမဲ့အမတို့ဒီအလုပ်ကကြတော့တသမတ်ထက်သွားတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးမနေ့ကခု9နာရီကနေသွားဆိုအမတို့4နာရီဆိုလုံးဝပြီးပြီပေါ့နော်ပြီးတဲ့ချိန်မှာဆိုရင်အမတို့ဒါကိုချိန်ရသွားပြီကွာအချိန်ရသွားတဲ့အချိန်မှာကိုအိမ်မြန်နဲ့အခုကိုလုံးစားရှိရလေးလုပ်တယ်လုပ်ပြီးတော့ကြတော့အခုအမစာချက်ချိန်လေးကိုပေါ့နော်တနေ့ကိုမှ2နာရီလောက်တော့အချိန်လေးရပေါ့နော်အဲဆိုအဲ့2နာရီလေးမှာအမ schedule ပေါ့နော်အမဆွဲထားတဲ့ schedule အတိုင်းလေးကိုအမတနေ့ကိုပြီးတလောက်ပေါ့နော်အကုန်လုံးသွားတယ်ပေါ့နော်နေ့စဉ်လုပ်ကလေးအနေနဲ့အမအမြဲတမ်းစာလေးလာတော့လေနေ့စဉ်အမရဲ့နေ့စဉ်ပုံမှန်အလုပ်ကလေးအနေနဲ့အမလုပ်နေပါတယ်လို့အဲ့ဆိုအမအခုဂျပန်ကိုရောက်တာတနှစ်ရှိပြီပေါ့နော်ဟုတ်တယ်ညီမလေးတနေ့နဲ့မှ4လပေါ့နော်ဂျပန်စာအန်တူကိုရောပေးချိန်မှာဂျပန်ရောက်ပြီးဘယ်လောက်လောက်ကြာမှဖြည့်ခဲ့ရတယ်မသိဘူးအဲ့ဒါကအမ2024 8လပိုင်းမှာအမရောက်ပြီးတော့ဒီ12လပိုင်းဆောင်ဝဲမှာအမဝင်ဖြည့်လိုက်တယ်ဟုတ်အဲ့တော့4လအကြာမှဖြည့်ခဲ့ရတယ်4လအကြာပေါ့အေးပါအဲ့တော့ဂျပန်ရောက်ပြီးရဲ့နောက်ပိုင်းမှာဂျပန်စာလောက်ရတဲ့အတွေ့အကြုံနဲ့မြန်မာနိုင်ငံမှာရုံးကဂျပန်စာလောက်ရတဲ့အတွေ့အကြုံနဲ့ပေါ့နော်ဘယ်လိုဟာရဲ့ဘယ်လိုကာချမှုရှိတယ်ဘယ်လိုကောင်းကျိုးရှိတယ်ပြပြပေးပါအောင်ပါကောင်းကျိုးဆိုကြရတော့အတီးတီးရှိရပေါ့နော်ဒါပေမဲ့အမတို့မြန်မာနိုင်ငံမှာဆိုရင်ရတာပါလေဆိုအချိန်ပေါ့နော်အမတို့အချိန်အမဆိုရင်အချိန်ရတယ်ကြက်တော့အချိန်ရတယ်ကြက်ပြီးကြက်တော့အချိန်ကိုစလုပ်လို့ရတယ်ကြက်တဲ့ချိန်ကိုလုပ်လို့ရတယ်ဒါပေမဲ့ဂျပန်မှာဆိုရင်တော့အဲ့လိုမရဘူးပေါ့နော်အမအလုပ်ရှိတယ်အမမှာအလုပ်ရှိတယ်အမလုပ်ရမယ်ကျန်တဲ့အမရဲ့ဒီနေ့စဉ်ဘဝအလုပ်တွေရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးရရှိတယ်ဒါပေမဲ့ဂျပန်မှာရောက်လာပြီးတဲ့အခါဆိုရင်ဒီအကုန်လုံးလည်းပြောနေကြတဲ့အတိုင်းပေါ့နော်ဘာတိုးတက်လာရေးဆိုတော့ listening အရင်ကောင်းလာတယ်ဘာလို့ဆိုတော့ဒီအမတို့ရှော့ခုပါပဲဖြစ်ဖြစ်ဒီအပြင်လုပ်ငန်းမှာပဲအပြင်မှာပဲဖြစ်ဖြစ်ဘာတွေကြားနေလဲဆိုဂျပန်တန်တွေပဲအေးပါကြားနေရတော့အဲ့တော့ဂျပန်တန်တွေပဲအမြဲကြားနေရတော့ဒါကနားဘောနော်နားကျင်လာရသွားတယ်ပေါ့နော်နောက်တစ်ခုကအမကဗာလဲဆိုတော့အမကဒီအပြင်ကိုထွက်ပြီးဆိုရင်အမဆိုင်းမုတ်ဖတ်တဲ့အကျင့်ရှိတယ်ပေါ့နော်အကျင့်ရှိတော့အဲ့ဒါကလေအမတက်ဆိုတော့ဒါစာလေးလာခြင်းတစ်ခုပဲပေါ့နော်ဘာလို့ဆိုတော့စာဖတ်နေတာဖြစ်တဲ့အတွက်ကိုကဒီစာနဲ့အစင်မပြတ်လုပ်နေရဆိုသဘောလေးဖြစ်တယ်ကွာဒီဖတ်လိုက်တဲ့ဟာကဂျပန်စာဖြစ်နေတယ်အဲ့လိုသဘောလေးပေါ့နော်အဲ့ဆိုဒါကလည်းအမစာလုပ်တဲ့ပုံစံတစ်မျိုးပဲလို့အမထင်နေပေါ့နော်အဲ့ဒါတော့ဒီဂျပန်ရောက်လာပြီးတဲ့အခါမှာဒီဟာလုပ်တဲ့အတွက်ကြောင့်ဒီ reading ပေါ့နော်ခေါ်ကြီးပဲဖြစ်ဖြစ်အဲ့ဒါတိုးတက်မှုရှိရနောက်ပြီးတော့ listening ဆိုရင်လည်းတိုးတက်မှုရှိရလို့မအောင်ခံစားရတယ်ဆလို့ချင်းရနေတော့ပြင်မဲ့ပြင်ပလက်တွေ့လေ့လာလို့ရတဲ့နည်းလမ်းတွေရှိတဲ့အတွက်ပို့ပြီးတော့ကောင်းနေပေါ့နော်ဟုတ်တယ်ညီမလေးဒီကိုရဲ့ဒီစာအုပ်ထဲမှာရှိတယ်ပေါ့နော်စာတွေကလက်တွေ့အပြင်မှာပေါ့နော်ကိုမြင်နေရတဲ့ဒီကိုတွေးကြုံနေရတဲ့ဟာတွေနဲ့ဒီကိုမြင်နေရတဲ့ဒီစာတန်းတွေဘာတွေကဒီကိုယ့်ရဲ့ဆောက်ထဲစာတွေဖြစ်နေတဲ့အတွက်ကြောင့်ဒါမလေးလာပဲနဲ့ကိုစာလေးလာနေရတယ်လို့ဖြစ်နေတာပေါ့ပြင်မပေါ်မှာလေးတိုင်းအဲ့လိုမျိုးဟုတ်ကဲ့အဲ့ဒါဆိုရှင်ပုံမှန်ပေါ့နော်နိုင်ငံခြားသားတယောက်အနေနဲ့ဂျပန်မှာအလုပ်လုပ်ဖို့ဆိုရှင်ဂျပန်စာလည်းပဲဘယ်လောက်ရှိထားတဲ့နေလို့ထင်လဲဘယ်လောက်ရှိထားလို့ရှိရင်ဒီဆဲကဆိုမှအဆင်ပြေမယ်လို့ထင်လဲမှာအမကတော့ဒီအလုံးအနေနဲ့ဆိုရင်တော့ N4 လောက်ရှိရင် okay ပေါ့နော်ဒါပေမဲ့အကောင်းဆုံး N3 ရှိတာအကောင်းဆုံးပဲပေါ့နော်ဒီကိုလုပ်တဲ့အလုပ်ပဲလုပ်ပဲမဆိုN3 လောက်ရှိတာတော့အကောင်းဆုံးပဲလို့ထင်တယ်ဒါပေမဲ့ကို level မြင့်ကျင်လို့ကိုယ့်ရဲ့ level ကိုမြင့်ကျင်နေဆိုရင်တော့ N2 လည်း okay တယ် N1 လည်း okay တယ်လုံနိုင်တော့လုံနိုင်သလောက်ကောင်းတယ်ဒါပေမဲ့အနေဆုံးတော့ N4 ရှိတာအကောင်းဆုံးပဲအနေဆုံးတော့ N4 N2 တော့ရှိတယ်ရှိတယ်အဲ့တော့များသောအားဖြင့်ကလေlistening ဆိုတာတဲ့သူကတကယ်ပြောကြောက်ကြတာပေါ့နော်မြန်မာနိုင်ငံလာတဲ့သူတွေကဂျပန်မြန်မာနိုင်ငံမှာရှိနေတဲ့သူဆိုရှင်လက်တွေ့မြန်မာထိတွေ့မှုမရှိတဲ့အတွက်ဂျပန်ရောက်လာလို့ရှိရင်တကယ်ပြောအဆင်ပြေပါမလားပေါ့နော်အဲ့လိုမျိုးကြောက်ကြတာဖြစ်တဲ့အတွက်ဒီ N3 level လောက်ဆိုရင်ရောစကားပြောရတာဘာတွေအဆင်ပြေပါမလားမအဆင်ပြေညီမလေးအမတို့အလုံးဆိုရင်စခေါ်တော့ N4 နဲ့စခေါ်တယ်ဒါပေမဲ့ N3 ဆိုရင်လုံးဝတော့ကောင်းသွားပြီပေါ့နော်ဒီကဘာလို့ဆိုတော့ထုံမွေးဖြစ်သွားပြီ N4 လောက်ဆိုရင်တော့မှသူတော်တော်တန်းတန်းဟာပြောနိုင်ဆိုနိုင်တယ်ထင်မှာပါတယ်ကွာဒါပေမဲ့ကလေးကြောက်တဲ့ခိုင်းဝဆိုတာကဘာလို့
ဒီစကားပြောပိုင်းကိုကြောက်တာလေဆိုကိုယ်တိုင်ကစကားထုတ်မပြောလို့ဘာလို့ဆိုချစ်လည်းမရှိလို့မပြောတာပေါ့နော်ဒါပေမဲ့ပြောဖို့ဆိုတာကကိုကပြောဖို့လုံးမှာပြောတတ်မှာကွာလေ့ကျင့်မှုနဲ့ကိုယ့်ရဲ့မှာတတိယပေါင်းဖက်မသွားဘူးပေါ့နော်မလုံးနိုင်ဘူးဆိုရင်ဒါပြောနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီတကယ်ပေါ့နော်ဒီစကားပြောတက်ချင်နေဆိုတဲ့ကလေးတယောက်ကစကားကိုပြောနေဖို့တော့လိုတယ်ပေါ့နော်အဲ့တခုပါပဲအမတော့ဆိုရင်ရောဘယ်လိုမျိုးလေ့ကျင့်ခဲ့လဲအမတော့ဆိုရင်အမက N4 လောက်ပေါ့နော် N4 တော့ဆိုဒါပေမဲ့အမတို့ဒီမြန်မာနိုင်ငံမှာဆိုတော့ဟိုတင်နန်းနာတက်နေကြတာစကားပြောတဲ့အခါမှာကိုမြန်မာလိုပဲပြောကြရပေါ့နော်အဆင်ပြေနေတော့ဒါပဲဒါပေမဲ့အမကအဲ့ဒီအချိန်မှာဒီလိုမျိုးစာကိုယ့်ရဲ့ passport ထဲမှာပါတယ်ပေါ့နော်စာပိုက်တွေကိုကိုယ့်ရဲ့လေယူလေသိန်းနဲ့ပြောကြည့်တယ်ဂျပန်ရဲ့လေယူလေသိန်းနဲ့ပြောကြည့်တယ်အဲ့လိုမျိုးရှင်နောက်ပြီးတော့အခုဆိုရင်ဟို application လေးတွေပေါ့နော်အဲ့ဒီထဲကနေမှဝင်ပြီးတော့စကားပြောကြည့်တယ်အဲ့ဟာလေးတွေနဲ့ဒါလည်းကိုယ့်ရဲ့ level up လုပ်တာပဲလေနော်အဲ့ဆိုအဲ့လိုမျိုးလေးလေ့လာလို့ရတယ်ဒီကိုယ့်ကိုယ်ပဲလောက်တာဖြစ်မှန်ကြည့်ပြီးတော့ကွာကိုယ့်ရဲ့အတန်တန်ကြည့်တာမျိုးကိုယ့်ရဲ့အတန်နေတန်တာကိုယ့်ရဲ့မနေသေးစားကြည့်ပြီးတော့လောက်တာလည်းရတယ်နောက်ပြီးတော့ဒီ app တွေထဲမှာလေဂျပန်လူမျိုးတွေဖြစ်ကိုနိုင်ငံသားချင်းချင်းပဲစကားဝင်ပြောလို့ရရမျိုးလည်းရှိတော့အဲ့လိုမျိုးလေးတော့လေ့ကျင့်ဖြစ်နေတယ်မှာအဲ့တော့လေ့ကျင့်မှုသားရှိမယ်ဆိုလို့ရှိရင် N4 N3 level လောက်ဆိုရှင်ပုံမှန်စကားပြောလို့ရတယ်ပေါ့နော်လုံးဝအဆင်ကိုဆင်ပြေတယ် N3 ဆိုရင်လုံးဝချောချောမွေ့မွေ့ပဲအဲ့ဆိုရင်စာပိုင်းပြီးကြပြီဆိုတော့အမတို့လုပ်ငန်းခွင်ပိုင်းလေးတစ်ချက်လောက်တက်ကြည့်အောင်အဲ့တော့အမဒီမှာဒီနေ့အလုပ်တွေ့ကြုံရပါတော့အဲ့တော့ဒါစာရောဘယ်လောက်ရလဲပြီးတော့ကိုယ့်ရဲ့ဂျပန်မှာအသုံးစရိတ်ကဘယ်လောက်ရှိပြီးတော့အိမ်ကိုဘယ်လောက်နီးပါးလောက်ပေါ့နော်တလားကိုဘယ်လောက်နီးပါးလောက်ပြင်ပြီးတော့လွှဲနိုင်နေမှာအမရဲ့လက်စာကအခုဆို22ရက်စာနေနေဆိုရင်အမက19,000ကျော်ရတယ်ပေါ့နော်19,000ကျော်ရတယ်အဲ့မှာအမတို့အခွန်တွေနှုတ်ခံရတယ်ပေါ့နော်အခွန်တွေနှုတ်တာအိမ်ပေါ်မှာပါပြီးသားပေါ့နော်အဲ့ဟာနှုတ်ပြီးသားမှာအမတို့9,000ကျော်လောက်နှုတ်ခံရတယ်အဲ့တော့အမတို့ကျန်တာက14,000လောက်ကျန်နေပေါ့နော်ဒီထဲမှာ14,000ကျန်နေဆိုကိုက14,000ကျော်လောက်ကျန်နေဆို3,000လောက်3,000ကျော်လောက်ကိုစားဖို့သုံးဖို့ပေါ့နော်ခြံတယ်အပြီး17,000လောက်ကိုအိမ်ပို့တယ်ပေါ့နော်10,000 17,000လောက်ကတော့လာတိုင်းလို့အိမ်ကိုပို့ပြတယ်ပေါ့ဒါမြန်မာဝင်နေဆိုရင်တော့ခုပေါက်စင်းနေဆို28 29လောက်တော့ရှိမှာပေါ့အဲ့တော့ဒါကရန်စင်းနဲ့ပေါ့မူတည်ပြီးတော့ပေါ့အောင်ရန်စင်းတက်ကြနေပေါ့ရန်နေပြောမယ်ဆိုရင်17,000နီးပါးလောက်ပေါ့ဟုတ်တယ်ညီမအဲ့တော့အခုအမလက်ရှိဂျပန်မှာအလုပ်လုပ်နေရဆိုတော့လေတောက်လျှောက်အလုပ်ပဲလုပ်ဖို့စိတ်ကူးထားတာဒါမှမဟုတ်ရင်တခြားကိုယ့်ရဲ့ future plan အတွက်ဘာတွေများစီစဉ်ထားမျိုးရှိလဲအမအခုအမရဲ့ဒီပေါ်တော့ဂျပန်ကလည်းပဲမြင့်နေရဆိုတာလေဒါအမရဲ့ future plan လေးရောရှိလို့ပေါ့နော်ဘာ plan လေးဆိုအမကအခုနောက်ထပ်3နှစ်လောက်ကိုအလုပ်လုပ်မယ်ပေါ့နော်အလုပ်လုပ်ပြီးတော့အဲ့နောက်မှာအမကျောင်းဆက်တက်မယ်ဆိုရယ် plan လေးရှိတယ်ပေါ့နော်အားဟာလေးတော့အမစဉ်းစားထားလေးရှိတယ်အဲ့တော့တခုတော်တော်များများလာတဲ့မြန်မာလာတဲ့သူတွေဆိုရှင်လေကျောင်းသားကျောင်းသူတွေကများတော့ပေါ့နော်အဲ့တော့အလုပ်တစ်ဖက်တည်းဟိုပဲတမတ်တဲ့သွားမယ်ဆိုတာထက်အနာဂတ်ကိုယ့်ရဲ့ plan အတွက်ပေါ့နော်စီစဉ်ထားတာကောင်းမယ်လို့ထင်ပါတယ်ဟုတ်တယ်ညီမအဲ့တော့အခုလက်ရှိပေါ့နော်နောက်ဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ကျောင်းသားကျောင်းသူတွေပေါ့နော်ဂျပန်လာဖို့လုပ်နေတဲ့ကျောင်းသားကျောင်းသူတွေအတွက်အမဆမ်ပိုင်းတရားအနေနဲ့ဘလို့အကြံဉာဏ်ပေးစင်တာမျိုးရှိလဲဘာတွေပြောစင်တာရှိလဲမသိဘူးမှာမြန်မာနိုင်ငံကလေးဆိုရင်လည်းဒါအမားတို့တော့လည်းကြုံခဲ့တဲ့ခံစားချက်ပေါ့နော်ဘာလဲဆိုအခုပဲကိုဂျပန်သွားတော့မှလို့ကိုပဲနားလဲရတော့မှလို့ပေါ့နော်အချင်းကြီးမျိုးကြောင်ပေါ့နော်ဒါပေမဲ့ပြောချင်တာတခုကကိုပေါ့နော်ကိုကဘာလို့ပဲစောင့်နေပြီဖြစ်စီပေါ့နော်ကိုအင်တာဗျူးစောင့်နေတဲ့ကလေးတွေပဲဖြစ်နေလေနေစောင့်နေတဲ့ကလေးတွေပဲဖြစ်စီပေါ့နော်ဘလို့ကလေးတွေပဲနေကိုလုံးနေရမယ်အလုပ်တစ်ခုကတော့ဆက်လုပ်နေပါပေါ့နော်ဘာလို့ဆိုကိုဂျပန်စာလမ်းကြောင်းမှာဆိုရင်ဒါဂျပန်စာတက်နေတဲ့ကလေးဆိုလုံးဝနားလေဂျပန်စာတက်နေဂျပန်စာဆိုရင်ဂျပန်လမ်းကြောင်းမှာဆိုရင်ဂျပန်စာအရေးကြီးဆုံးပဲပေါ့နော်အဲ့တော့ကိုလက်မီတာကဒီအင်တာဗျူးလည်းမဟုတ်ဘူးဂျပန်သွားဖို့လည်းမဟုတ်ဘာလဲဆိုတော့ကိုလက်မီတာကစာလုပ်ဖို့ပဲပေါ့နော်အဲ့တော့ကိုအင်တာဗျူးဆောင်ရင်လည်းဖြစ်ဖြစ်လေနေဆောင်ရင်လည်းဖြစ်ကိုကစာအုပ်လုပ်နေဖို့အရေးကြီးတယ်ပေါ့နော်အင်တာဗျူးတော့ဘာလို့ဆိုတော့ဟိုဘက်ကပေးမယ်အခွင့်အရေးပေါ့နော်ဟိုဘက်ကလုပ်နိုင်တာကတော့ဂျပန်စာအမြဲဆက်လုပ်နေတယ်ကြီးတာတကယ်လို့ကိုကအင်တာဗျူးလာတဲ့အချိန်မှာကိုရဲ့ဂျပန်စာလည်းပဲမရှိလို့ပေါ့နော်ဒီကိုကဒီဟာကိုလက်လွတ်လိုက်ရတယ်ဆိုရင်အရင်ရင်နာဖို့ကောင်းတယ်လေအဲ့တော့ကိုလုံးနိုင်တဲ့ပမာဏကိုလုပ်ပြီးတော့ကြိုတင်လုပ်ပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးပဲလို့ထင်တယ်ပေါ့နော်ဟုတ်ဒီမှာဆောင်းပြန်လုပ်နေဖို့ရေးကြီးတယ်ဆောင်းပြန်လုပ်နေဖို့အရေးကြီးတယ်လုံးလက်ဆက်လုပ်ကလေးတော့ဆက်လုပ်နေပါပေါ့နော်မရက်လိုက်ဖို့အရေးကြီးရပေါ့နော်ဟုတ်ကဲ့လက်မပြောက်ဖို့အရေးကြီးရပေါ့ဟုတ်ကဲ့မတင်းရလောက်လုပ်ပြီးကြမှာနောက်တစ်နေ့ကိုဆက်မလုပ်ပြတော့ပဲလေကျွန်မကလက်ရှိလိုက်တာတဲ့စက်တိုက်လုပ်ပြီးတော့ကျွန်တော်ရအောင်တော့ဖို့ဆိုတာပို့ပြီးတော့ကျိုးဆက်ရမှုလည်းပို့ပြရှိရပါတော့ဘလို့နီးလဲပဲတော့ပန်းနိုင်အောင်ဒီတစ်ခုလေးဆိုတော့လေနော်ဟုတ်ကဲ့โอเคဒီနေ့တော့ကျေးဇူးတင်ပါတယ်မမလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အားလုံးပဲဆုံးဖြတ်ကြည့်ပေးရတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အခုညီမတို့လက်ရှိဂျပန်အခက်ဂျပန်စာသင်တန်းကျောင်းမှာလည်းတခုတည်းခိုင်ကော guide shop ကိုဟုတ်တယ်အလုပ်ခေါ်စာတွေအများကြီးရှိရတဲ့အတွက်ကိုနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာလေးရှိလို့ရှိရင်လာရောက်လျှောက်ထားဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲကျေးဇူးပါအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ဖိုက်တင်ပါ